Taro Tamiro, no, the KNDO Machida Taro Tamiro WP, KNLA Machida Taro Tamiro WP, PDF, Lunga Yama PP, no, Guati Yamaga, Aku Shema, no, Yandu, not show Gonzang, no, a Jimpia Chas Havidoma, no, a Jimpia Chas Havidoma, Low Sani, don't I you low Sare. ခေါင်းဆောင်တချို့ပေါ်လာတယ်နော်အဲ့ဒီခေါင်းဆောင်တွေကအချမ်းဖက်စစ်ကောင်စီကိုလည်းသူတိုက်တယ်နော်အချမ်းဖက်စစ်ကောင်စီကိုသူတိုက်တယ်တိုက်တယ်လို့ဟိုဘက်ကနော်အခုဆိုရင်အခုလက်ရှိအနေနဲ့ဆိုရင်တော့ KDN တွေပေါ့ KDN တွေကကြည့်ရလို့ရှိရင်အဲ့ဒီမှာကရင်ရှေ့ပိုးနောက်ပိုးနော်ဖလုံပိုးချောင်ပိုးဆိုတာအဲ့ဒီမှာလက်ကရင်လူမျိုးစုတွေအစုံရှိတယ်နော်တနာညတာမှုစိတ်မရှိဘဲနဲ့အဲ့ဒါကိုလည်းတိုက်တယ်အခုအကုန်လုံးတိုက်တယ်အဲ့တော့ तू ကတိုက်တဲ့အင်အားကဘယ်သွားယူလဲဆိုတော့ခုနကပြောပြီးတဲ့အရင်တော့ကဒီအချမ်းပဲစစ်ကောင်စီကနေမြားပြီးတော့ပေးထားတဲ့နော်မြားပြီးပေးထားတဲ့ဒီတစ္ဆာပေါင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနော်အချမ်းပဲစစ်ကောင်စီကနေပေးထားတဲ့ခုနပြောတဲ့မုကလိုဝဲကွာတွေစီးပွားရေးတွေဖာယုံဘာယုံကာစီနိုယုံလားတခြားတို့မသိတဲ့စီးပွားရေး line တွေအများကြီးရှိသေးတယ်အဲ့ဒီကနေရရှိလာတဲ့ငွေတွေကိုအကုန်လုံးတိတ်ကြုံထားတယ်ပြီးတော့မှအောက်မှာရှိတဲ့ရဲဘော်တွေကိုအောက်မှာရှိတဲ့ PDF တချို့ရှိတယ်နော်အောက်မှာရှိတဲ့ကိုယ့်ရဲ့ဒီဘာမှနားမလည်တဲ့ရဲဘော်တွေကိုဟိုမတေယုံလေးပဲကျွေးထားတယ်ပြီးတော့မှဒီလူငယ်တွေရော PDF လူငယ်တွေရောအကုန်လုံးအင်အားသုံးပြီးတော့အမိတ်အာဏာပေးပြီးတော့ဟေးဟိုမှာတတိုက်ဟေးဟိုမှာတတိုက်ဆိုပြီးတော့မှအဲ့ဒီလိုအမိတ်မတရားတဲ့အမိတ်တွေနဲ့ထုတ်နေတယ်တချို့ကနော်ထုတ်နေတယ်ဒါပေမဲ့ဒီအချိန်မှာတားတို့သမီးတို့တတိထားတင်တာပေါ့နော်တားတို့သမီးတို့တတိထားတင်တဲ့အရာကအကြမ်းဖက်စစ်ကောင်စီရဲ့ထိုးနှက်မှုကတော်တော်ပြင်းထန်တယ်နော်အကြမ်းဖက်စစ်ကောင်စီကအရင်တော့သူတို့ကိုယ်တိုင်တိုက်လို့မနိုင်တော့တဲ့ကရင်ကိုနော်ကရင်ဆိုတော့ကရင်လို့ပြောလို့ဆိုရင်ရှေ့ပိုးနောက်ပိုးဖလုံပိုးချောင်းပိုးအခွင့်ပါတယ်နော်ဒီကရင်ကသူတိုက်လို့မနိုင်တတ်လို့မနိုင်တော့တဲ့အခါကျတော့သူအုံနောက်ပြန်သုံးတယ်နော်သူအုံနောက်အခုလက်ရှိမှာဆိုရင်သူအုံနောက်ဘယ်လိုသုံးလဲကရင်အချင်းချင်းတယောက်တကြအောင်နော်အဲကြောင့်မို့ဒီအန်ကယ်ရိုစီမှာတည်င်းအချက်အလက်တွေအခုကအင်တာနက်ခေတ်ဆိုတော့တည်တဲ့အတိုင်းပဲနော်တည်င်းအချက်အလက်တွေကရောက်တာမြန်တယ်အဲ့တော့သူတို့ကဂုံးတိုက်တာပေါ့ဂုံးချောထားတာပေါ့နော်သူတို့ဂုံးချောထားတယ်မင်းတို့ဒီဗိုလ်ချုပ်နေသားများဦးစီးတဲ့အဖွဲ့တွေကိုမင်းတို့မတိုက်နိုင်ဘူးဆိုရင်မင်းတို့ဟိုမုကလိုဝဲကွာတွေစီးပွားရေးတွေမင်းတို့အကုန်လုံးဖြက်စီးခံရမယ်ပြတ်သိမ်းခံရမယ်ဒီနေ့ကျရင်ဘာညာအမျိုးတွေးထိုးတယ်အမျိုးအချင်းချင်းရံဖြစ်အောင်အချင်းချင်းတောက်အောင်ပုံစံအမျိုးလုပ်တယ်အဲ့ဒီဥစ္စာကိုသူတို့ကတချို့ဒီကရင်တမိသားစုလုံးနော်ထားလိုက်အန်ကယ်တို့လိုမျိုးခွေးလိုတတ်မှတ်တာတို့ရန်သူလိုတတ်မှတ်တာတို့ကရတယ်နားလည်ပေးတယ်ဒါပေမဲ့အခုကတမျိုးသားလုံးတတိုင်းပြည်လုံးဖြစ်နေတဲ့အပေါ်မှာဒီအကုန်လုံးအားလုံးရဲ့အပေါ်မှာမေတ္တာစေတနာမထားဘဲနဲ့ခုနပြောတဲ့သူ့အောက်မှာရှိထားတဲ့ PDF လူငယ်တွေနောက်ဒီတို့ကရင်လူငယ်တွေကိုအဲ့ဒီအင်အားတွေကိုယူပြီးတော့မှဟိုမှာတတိုက်ခိုင်းဒီမှာတတိုက်ခိုင်းလိုက်လောက်နေတယ်အချမ်းဘက်စစ်ကောင်စီကိုတိုက်ခိုင်းတာဆိုတော့ထားလိုက်ပါတော့နော်အခုဒီမှာလိုက်လောက်ခိုင်းနေတယ်သူတို့ရဲ့ခုနပြောတဲ့ဒီအဲ့ဒီမုကလိုဝဲကွာတွေပျောက်ဆုံးမှာဆိုလို့နော်နောက်ပြီးတော့အဲ့ဒီဥစ္စာတစ်ခုတည်းလည်းမကောက်ဘူးနော်သူတို့ကတချို့တွေအားလုံးသိတဲ့အတိုင်းပါနော်ဒါဘာကညောတော့ပြောမလို့ဆိုကရင်ပေါ့ကရင်အာနာယူပေါ့နော်အဲ့ဒီကရင်အာနာယူထဲမှာတွေပေါ်လာတယ်နော်တယောက်ပေါ်လာတယ်သူတို့အာနာယူတာတယောက်တည်းပေါ်တယ်ကိုယ့်ကိုတယောက်တည်းယူတာမဟုတ်ဘူးခုနကသူတို့အောက်မှာသူတို့မတထာရေစာနဲ့ကျွေးပြီးတော့မှအသက်မသေးုံကျွေးထားတဲ့ရဲဘော်တွေကိုယူပြီးတော့မှဟိုမှာတတိုက်ခိုင်း KDN ကိုတတိုက်ခိုင်းအမျိုးမျိုးလိုက်ပြီးတော့လောက်နေတယ်ဘာမှတိုင်းပြည်အတွက်အကျိုးလည်းမရှိဘူးနော်ဒီကရင်တမျိုးသားဆုံးအတွက်အကျိုးလည်းမရှိဘူးအဲ့ဒီအကျိုးမရှိအကျိုးရောက်တဲ့ဟာကြီးပဲလိုက်လောက်တယ်အကုန်လုံးနော်ဒါကြောင့်မို့အခုသားတို့သမီးတို့အနေနဲ့နောက်တစ်ခုကသိစေချင်တာကဘာလဲဆိုတော့ကရင်အဖွဲ့အစည်းထဲမှာပေါ့နော်အဖွဲ့အစည်းလို့ပြောဖို့ဆိုရင်လက်နက်ကင်အဖွဲ့အစည်းရောလက်နက်မကင်တဲ့ NGO အဖွဲ့အစည်းအကုန်လုံးပေါင်းမှဆိုရင်68ဖွဲ့ရှိရနော်
နိုင်ငံအတွင်းနိုင်ငံအပြင်တစ်ကမ္ဘာလုံးကိုပြောတာနော်တစ်ကမ္ဘာလုံးပေါင်းလိုက်ရင်60နဲ့8ဖွဲ့မှာအခုကြည့်လိုက်မှဆိုရင်အကုန်လုံးကခုနပြောသလိုဘာသာရေးအဖွဲ့တွေရောလူမှုရေးအဖွဲ့တွေရောအကုန်ပါတယ်နော်အဲ့ဒါမှအကုန်လုံးပါတယ်အကုန်လုံးပါတဲ့အခါမှာအကုန်လုံးပေါင်းလိုက်လို့ရှိရင်လက်ရှိမှာက68ဖွဲ့တိရှိရနော်ဒီ68ဖွဲ့ကလိန်လို့မရဘူးနော်လိန်လို့မရဘူးသူတို့ကလိန်လို့မရဘူးစကားပဲဖြစ်ဖြစ်လုပ်ငန်းပဲဖြစ်ဖြစ်တခုမှလိန်လို့မရဘူးအကုန်လုံးကအမှန်တရားနဲ့ယက်တည်တဲ့လူတွေကြီးပဲနော်ဒါကြောင့်မို့အထူးသဖြင့်နောက်ဆုံးအနေနဲ့အန်ကယ်အနေနဲ့ပြောချင်တာကတော့နော်ဒီခုနပြောတဲ့တာတို့သမီးတို့တွေနော် PDF ထမှာရှိတဲ့တာတို့သမီးတို့တွေ KNL ရဲ့ဒီအကျင့်ပြတ်ချစားတဲ့ခေါင်းဆောင်ရဲ့လက်အောက်ထမှာရှိတဲ့သူတွေအဓိကထားမှာအဓိကသတိထားမှာကခုနအန်ကယ်ပြောပြီးတဲ့အတိုင်းပဲသူတို့တဖြည်းဖြည်းနဲ့လှုပ်လာပြီလှုပ်လာတဲ့ခါမှာကိုယ့်ဘက်ကလည်းပြင်ဆင်ရှိတာပြင်ဆင်ဖို့လိုတယ်နော်အရှင်းရှင်းအိုးမဲ့တုတ်ပြီးတော့မှအရှင်းရှင်းပြန်ခုတ်ခိုင်းပြန်တခိုင်းတဲ့အလုပ်ကိုချောင်ကျင်နိုင်ဖို့အတွက်အများအားတတိထားပြီးတော့ view ဆိုင်ဖို့တော့လိုတယ်နောက်တစ်ခုနောက်ခုနပြောသလိုပေါ့နောက်ဆုံးအနေနဲ့နော်တို့ဒီ KNLA မှာရှိတဲ့ရဲဘော်များနော်အဲ့ဒီရဲဘော်များနော်သူတို့ကဒီဗိုလ်မှူးဗိုလ်ချုပ်ဘောကျော်ဟဲအဖွဲ့ရလို့ပြောတယ်နော်ဒါကဖြစ်အန်ကယ်ကိုနော်တားတို့သမီးတို့အနေနဲ့ပုတ်ပုတ်လင်းလင်းပြောလာရတယ်အန်ကယ်တို့ကအားလုံးကိုမေတ္တာတရားထားပြီးသားဗိုလ်မှူးဘောကျော်ဟဲအဖွဲ့ပဲဖြစ်ပဲအဖွဲ့ပဲဖြစ်ဒါပေမဲ့အခုမကြခင်အချိန်လေးမှာပေါ့နော်အချိန်အတိုတွင်းမှာဗိုလ်မှူးဘောကျော်ဟဲအဖွဲ့ကနေပြီးတော့အန်ကယ်ကိုဖုံးဆက်လာတယ်အဲ့လိုဖုံးဆက်လာတဲ့အခါမှာသူကနေပြီးတော့ရိတ်ခါအခက်အခဲဖြစ်နေတယ်လို့ပြောတယ်ပြီးတော့လိုင်းရလည်းမကောင်းဘူးတောင်ပေါ်မှာတက်ပြီးပြောရတယ်တဲ့ဒါကွာကညောလို့ပဲပြောတာနော်ဒါကြောင့်မို့သူတို့ကိုအားလုံးအဆင်ပြေအောင်အဲ့မှာလက်လန်းမိတဲ့သူတွေနော်လက်လန်းမိတဲ့သူတွေဘုံမှုဘောကျော်ဟဲကိုအတိပေးပါလို့နော်အန်ကယ်အနေနဲ့တားတော့သမီးတို့ကိုမေတ္တာရက်ခံတယ်ကိုအရှင်းရှင်းပဲနော်ထမင်းအိုးလို့ထမင်းငတ်ပြနေတဲ့ပုံစံမျိုးကြီးအဆင်းကြတော့လဲဒါတော့လုံးဝမဟုတ်သေးဘူးနော်တကယ်လို့အဲ့ဒါကြောင့်မို့နောက်ဆုံးငတ်ပြတဲ့အဆင်းရောက်ခဲ့ပြီဆိုရင်တို့ဒီတမဟာ၄ပေါ့နော် KDLA နဲ့နီးတဲ့သူတွေကတော့ပြဿနာမရှိဘူးနော်အများအားချိတ်ဆက်ပြီးတော့အကူအညီလိုရယူလို့ရတယ်သဘောတကူကစာမဲဖြစ်ပါဖြစ်နော်ဟိုမှာရှိတဲ့ KDLA မှာရှိတဲ့ခေါင်းဆောင်တွေကဟိုမေတ္တာတရားနဲ့ရှိတဲ့ခေါင်းဆောင်ကအများစုပဲနော်ဒါကြောင့်မို့ဒါတို့သမီးတို့အဲ့ဒါကိုအသိပေးတာနော်ဒါဘာဖြစ်လေတချို့ပြည်တွင်းကလူတွေလည်းအဲ့ဒီလိုပဲနော်ဒါအန်ကယ်အနေနဲ့ပြောတာအန်ကယ်ကတော့တထေးတယောက်တော့မဟုတ်ဘူးနော်အန်ကယ်ကတထေးတယောက်တော့မဟုတ်ဘူးနောက်ပြီးတော့ထောက်ဖို့လည်းမဟုတ်ဘူးနော်အန်ကယ်ကထောက်ဖို့လည်းမဟုတ်ဘူးတထေးလည်းမဟုတ်ဘူးအန်ကယ်ကဒီဟိုဥစ္စာနဲ့ပတ်သက်ပြီးတော့KDL မှာပတ်သက်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲတင်တန်းနဲ့ပတ်သက်ပြီးတော့တင်တန်းမှာတာဝန်ယူထားတာရှိတယ်တင်တန်းမှုပေါ့နော်တင်တန်းမှုအဖြစ်တာဝန်ယူထားတယ်အဲ့တော့တခြားကိစ္စအကြောင်းအရာတွေကိုလည်း assistant အနေနဲ့လုပ်ပေးတာရှိတယ်ဒါကြောင့်မို့စကားအပိတ်အနေနဲ့ပြောချင်တာတားတို့သမီးတို့အနေနဲ့အမှန်တရားဘက်ကိုယက်တီပါနော်ခုနကအငယ်ပြောသလိုအဲ့ဒီစိတ်ထားရုပ်မှကောက်ကျစ်တဲ့ခေါင်းဆောင်တွေပေါ်လာနေတယ်ပေါ်လာတဲ့အခါမှာသူတို့ကိုစန့်ကျင်နိုင်ဖို့အတွက်ကိုကတစ်ခုချင်းကနေစပြီးတော့မှကြိုတင်ပြင်ဆင်ထားပါအကြောင်းအရာရှိလို့ရှိရင်အန်ကယ်ကိုလည်းကြိုပြီးတော့ဒီမျက်နှာမပြချင်ဘူးနာမည်ကိုလည်းမပြောပြချင်ဘူးဆိုရင်လည်းအကြောင်းအရာရှိတဲ့ဟာလေးတွေကိုဆွေးနွေးပြောဆိုလို့ရပါတယ်။နောက်တာအခု